မင်းကလေးတယောက်ကကော်ဖီထဲတကြားရမ်းထည့်တောက်မိတဲ့အချိန်မှာပဲသူမရဲ့မျက်နှာကတဖြည်းဖြည်းအရေးပြောလာခဲ့ပါတယ်။အစမှာတော့သူမကတခုခုမားနေပြီဆိုတာသိပြီးအဲ့ဒီနေရာကနေအမြန်ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ထွက်မဲ့အချိန်မှာပဲသူမရဲ့ခြေထောက်ကပုံစံပြက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးကတဖြည်းဖြည်းအရေးလိုဖြစ်လာခဲ့တယ်။တကားနာရောက်ခါနီးမှာတော့သူမရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကလုံးဝပျော်ကျသွားပြီးဖွဲလို့အပျော်တုံးကြီးတစ်ခုဖြစ်ပြောင်းလဲသွားတယ်။အဲ့ဒီဖွဲရကြီးကတဖြည်းဖြည်းကြီးထွားလာပြီးနောက်ဆုံးမှာပြတင်းပေါက်ကိုဖောက်ထွက်ကလမ်းမပေါ်ရောက်သွားတယ်။လမ်းပေါ်ကလူတွေကအယမ်းကြောက်ပြီးအကုန်ထွက်ပြေးကြတယ်။အဲ့ဒီအရှုပ်ထွေးကြောင့်ကားတိုက်မှုတွေစက်တိုက်ဖွဲရကြီးကကြောင်းကားဘက်ကိုတရွေ့ရွေ့နီးလာတယ်။ကလေးတွေကအပြင်ထွက်ဖို့ကြိုးစားပေမဲ့တကားကပိတ်နေပြီးဖွင့်မရတော့ဘူး။ရုတ်တရက် Robert Man တယောက်ပေါ်လာတယ်။သူကသူ့လက်နှစ်ဖက်ကိုလမ်းမကြီးထဲထိုးသွင်းပြီးတန်ချိန်များစွာရှိတဲ့ကတ်တရာလမ်းကိုတောင်အလွယ်တကူမြောက်ပစ်နိုင်ခဲ့တယ်။သူကဖွဲရကြီးကိုရှေ့မတိုးနိုင်အောင်တားဆီးဖို့ကြိုးစားခဲ့တာပဲ။ဖွဲရကြီးက Robert Man ကိုဝါမြူတော့မဲ့အချိန်မှာပဲအဲ့ဒီမိမကရုတ်တရက်အသိစိတ်ပြန်ဝင်လာခဲ့တယ်။ဘာကြောင့်သူမဒီလိုဖြစ်သွားရတာလဲ။လွန်ခဲ့တဲ့နှစ်တရကသူမဟာမင်းသမီးတယောက်ဖြစ်ခဲ့တယ်။ရုပ်ရှင်ရိုက်ကူးနေစဉ်မတော်တဆရေထဲကျသွားခဲ့ပြီးအဲ့ဒီအချိန်မှာအစိမ်းရောင်လင်းတစ်ခုကသူမရဲ့ပါးစပ်ထဲဝင်သွားခဲ့တယ်။ရေထဲကပြန်ထွက်လာတဲ့အချိန်မှာတော့သူမရဲ့မျက်နှာတစ်ခုလုံးပုံပြက်နေပြီဆိုတာသတိထားမိခဲ့တယ်။ဒါကြောင့်သူမဟာရုပ်ရှင်ရိုက်ကွင်းကနေထွက်